အိမ်ကကလေးတွေက spicy ခေါက်ဆွဲစားခြင်းနဲ့ပြောတော့ကိုလည်းအမတယောက်အနေနဲ့လှုပ်ကြွေးဖြစ်ပါတယ်ဒါပေမဲ့အရင်ဆုံးတော့ကိုပဲစားလိုက်တယ်ခဏတုပ်ပြလဲခဏပြန်လာမင်းလုံးနဲ့ spicy အကင်တုံနည်းကိုလည်းဒီထဲမှာတစ်ခါတည်းပြသွားမယ်အကင်လုံးတွေကတော့ကိုကြိုက်ရသုံးလို့ရရဲ့ဒီတစ်ခါကုန်းချိုက်လေးပါထည့်ပြီးတော့တုံမယ်အနှစ်အတွက်ကိုတော့ကြိုက်နှစ်သက်ရ sauce တစ်မျိုးထည့်လို့ရတယ် mayonnaise ထည့်တယ်ပြီးကြတော့မာလာမှုန့်ထည့်တယ်အဆက်အတွက်ကိုတော့ sha spicy ကနေထုတ်ထားတဲ့ spicy အနှစ်ဘူးကိုသုံးပါတယ် sha spicy sauce ကလေအခုလိုမျိုးအကင်တုပ်တာနဲ့မဟုတ်ဘူးတခြားအကြော်လော်တွေကိုကြိုက်နှစ်သက်ရနဲ့လည်းတွဲစားလို့လည်းရတယ်အော် तू ကဟာလာလဲပါတယ်နော်spicy ခေါက်ဆွဲအတွက်ကိုတော့ရှာခေါက်ဆွဲကိုပဲသုံးပါမယ်ပြည်တွင်းပြက်ခေါက်ဆွဲကိုမှသူကဘာကင်မီကယ်မှမပါဘဲနဲ့ငရုတ်သီးကိုလည်းပိုးသက်ပြီးတော့ထုတ်ထားတာဆိုတော့စိတ်ချလက်ချစားလို့ရတယ်ရှာကနေပြီးတော့နောက်ထပ်ထုတ်ထားတဲ့မောက်ချိုက်တို့မာလာရှန်ကောတို့လည်းရှိသေးတယ်နေ့ဝယ်ရတော့ဒီနေ့ spicy လေးပဲစားမယ်ရှင် spicy ခေါက်ဆွဲကိုလေအသားလုံးတွေအရွက်တွေနဲ့ဒီတိုင်းစားရတာရိုးလာရင်ရင်းကြီးလိတ်တွေပစုံဥတွေနဲ့တွဲစားရင်လည်းပိုစားကောင်းတယ်ရှာ spicy ခေါက်ဆွဲကိုပေါင်းပြီးတော့ထုတ်ထားတာဆိုတော့ခေါက်ဆွဲသားလေးကလည်းအီလေး spicy ခေါက်ဆွဲကိုလေဒီတိုင်းစားရတာထက်ရင်းကြီးဘက်မှာထည့်ပြီးတော့ဒီလိုမျိုးလိတ်စားရတာကိုပို့ပြီးတော့ဆွဲလန်းနေပြီယူရိုလည်းစားကြည့်တော့ဒါကပို့ပြီးတော့စားကောင်းတယ်ဒါကတော့လေပုံမှန်အကင်တုပ်ကောင်မှာကုန်းချိုက်ပါထပ်ထည့်လိုက်တော့လုံးဝပို့ပြီးစားကောင်းသွားတယ်အဆန်နဲ့ပေါ့တဲ့ခံစားလို့ရှာ spicy sauce ပါထပ်ဆန်းလိုက်တယ် spicy sauce များများလေးနဲ့ဆက်လေးစားရတာထိမိပွင့်ထွက်ပဲရှာကနေပြီးတော့လေအနှစ်ဘူးတွေနဲ့မဟုတ်ဒီလိုမျိုးအနှစ်ထုတ်လေးတွေပါထွက်တော့တဲရလဲပို့လွယ်တယ်spicy ခေါက်ဆွဲလေးကိုရင်းကြီးလေးနဲ့လိတ်ပြီးတော့ဆက်စားလိုက်အောင်မယ်ရှင်အဆုံးလေးကြည့်ပေးလို့ကျေးဇူးပါ bye